Day 3အခန်းခွန်တည်ယူပို့ဆောင်ရေးဒုတိယပတ် Day 3 Day 3မှာတီရှယ်တို့ဘာတွေသင်ကြားရမလဲဆိုတာကိုတီရှယ်နဲ့အတူတူလိုက်ပြီးတော့ကြည့်ရအောင်ဟာပြီးကြပြရွတ်ဆိုခြင်းဟာပြီးအတန်နဲ့အမြည်ရွတ်ဆိုခြင်းဟာပြီးအခရာစလုံးဆက်ဆက်ရှင်ဟာပြီးကူရေးခြင်းယူအခရာရွတ်ဆိုခြင်းမြင်းဆောင်ရေးဆွဲခြင်းမိပွိုင်လေးကြပြရွတ်ဆိုခြင်းအနားယူခြင်းရင်ပုံများဆွဲခြင်းညက်ခြင်းတနေ့တာအနှစ်ချုပ်တို့ပဲဖြစ်ပါတယ်ဟာပြီးကြပြရွတ်ဆိုခြင်းဟာကလေးတာတာမီမီတန်ချိုတီဟာလေးရီတန်ပေမေမေနဝင်အေးဟာနေရာမှာဆရာကလက်ကလေးနဲ့ထောက်ပြီးတတလေးဆိုပြပေးပါဟာပြီးအတန်နဲ့အမြည်ရွတ်ဆိုခြင်းအမြည်ဟာအတန်ဟာအမြည်ဟာအတန်ဟာပြီးအခရာစလုံးဆက်ဆက်ရှင်ဟာပါမယ်စကလုံးလေးတွေကိုကလေးတွေကိုစဉ်းစားခိုင်းပါမယ်ဟာဟင်းသားဟင်းဟမ်ဘာဂါစသဖြင့်တခြားစလုံးတွေပြောလဲရပါတယ်ဟာပြီးကူရေးခြင်းဆရာကလီထဲမှာကလေးတွေကိုရေးခိုင်းမယ်ပြီးရင်ကြောပေါ်မှာရေးမယ်ခုတ်သူတို့ရဲ့ရှေ့မှာရှိတဲ့ခုံပေါ်မှာရေးမယ်ဟာရဲ့အဆွဲအငင်လေးမှန်ကိုဆရာကတေချာလိုက်စစ်မယ်ကူပြေးခြင်းဒီလိုမျိုးလေးပေါ့နော်သူတို့ကိုအယောင်ရှဲခိုင်းလို့လည်းရပါတယ်ပြီးမှဒီချေတို့ကဒီလိုမြင်ကွက်ထက်မှာလွတ်လွတ်လပ်လပ်ကလေးတွေကိုရေးခိုင်းပါမယ်ယူအခရာရွတ်ဆိုခြင်းယူသူ့ရဲ့ phonics အတန်လေးတွေကိုလည်းထည့်သင်ပေးလို့ရပါတယ်မြင်းဆောင်များရေးဆွဲခြင်းဒါတီချယ်တို့လုပ်ငန်းပေးစာအုပ်ထဲမှာဆရာကအဆက်ရှမြင်းပေါ်မှာဆွဲခိုင်းလို့ရတယ်လို့ဒီလိုစာရွက်ကလေးတွေထုတ်ပြီးဆွဲခိုင်းနေရတယ်ဆရာကသင်မုံမော်ကိုရေးဆွဲပြီးတော့ကလေးတွေကိုဆွဲခိုင်းနေရပါတယ်မိပွိုင်လေးကပြရွတ်ဆိုခြင်းလမ်းစုံတိုင်းကမိပွိုင်မှာအယောင်၃မျိုးရှိတယ်ကွာအဝါရောင်လေးမြင်ရင်တော့အချိန်တတ်တာပေါ့အနီရောင်လေးမြင်ရင်ကွယ်ကားလေးရက်ကြမယ်အစိမ်းရောင်လေးမြင်ရင်တော့ကားလေးထွက်တာပေါ့တို့တွေအားလုံးပြီးကေးရီမိပွိုင်လေးကကာကွယ်ပြီးဆရာကကလေးတွေကိုတရုပ်ပြပြီးသင်ကြားပေးဖို့လိုပါတယ်ဒီချက်ဆိုရင်ဝါစိမ့်ကြီးကပြလေးအဝိုင်းလေးတွေကိုတုပ်ဆောင်လေးတွေနဲ့တွဲပြီးတော့လုပ်ထားပါတယ်ပြီးလို့ရှိရင်ကပြသိမ့်ပြီးဆိုကလေးတွေကိုကလေးပေါ့နော်3ယောက်4ယောက်5ယောက်အရှိကိုထွက်ခိုင်းပြီးတော့ကဲသူတို့ကားမောင်းလာတယ်ပေါ့ဒီချက်ကအနီရောင်လေးပြလိုက်ရင်ဘာလုပ်မလဲ stop အဝါရောင်လေးဆိုအရှိန်လေးချော့မယ်အစိမ်းရောင်ပြလိုက်ရင်ဆက်သွားမယ်အဲ့လိုမျိုးပေါ့နော်ကလေးတွေကိုနမူနာတရုပ်ပြပြီးသင်ကြားပေးကလေးတွေကပုံမှတ်မိပါတယ်အနားယူခြင်းကလေးတွေအနားယူတဲ့အချိန်ဖြစ်ပါတယ်ရင်ပုံများဆွဲ၍ညက်ခြင်းဆရာကကလေးတွေကိုသူတို့ရဲ့စာအုပ်တွေထဲမှာဒါမှမဟုတ်စာရွက်တွေပေးပြီးတော့အဲ့ဒီပုံမှာကြိုက်နှစ်သက်ရမိမိနှစ်သက်တဲ့ရင်ပုံလေးဆွဲခိုင်းမယ်ဆွဲပြီးရင်ကကြီးနဲ့ညက်ခိုင်းမယ်ညက်ပြီးရင်ဒီဆရာကတော့သူတို့ရဲ့ပုံဆွဲစာအုပ်ထဲမှာပြန်ပြီးတော့ပေါ့နော်ကော်နဲ့ပြန်ကတ်ခိုင်းတယ်ပေါ့နော်ကလေးတွေကိုကကြီးညက်နေတဲ့အချိန်မှာဆရာတွေကဂရုစိုက်ဖို့လိုပါတယ်တီရှယ်ဆိုရင်အုပ်စုဖွဲ့တယ်ကကြီးနဲ့ညက်တဲ့အချိန်အဆင့်ကိုတတ်ထားပြီးတော့တခြားပေါ့နော်သူတို့သင်နေတဲ့အချိန်တခြားလူတွေကတခြားအရာလောက်ရမယ်ပေါ့နော်တီရှယ်သင်ခဲ့တဲ့တန်6တော့ဒီအထိခိုက်အနာကြတော့ခါမှမဖြစ်ခဲ့ဘူးပါဘူးပေါ့နော်ကလေးတွေကိုမညက်ခိုင်းလို့မရအောင်ဆိုတော့မရပါဘူးညက်ခိုင်းရပါမယ်သူတို့ကလေးတွေကင်တဲ့ကကြီးလေးတွေတီးတန့်ထုတ်ထားရှိရကောကကြီးလေးပေါ့နော်ဒီလိုကကြီးတွေညက်တယ်ဆိုတာကလေးတွေရဲ့လက်ချောင်းလေးတွေတန်မအောင်လေ့ကျင့်ပြီးနေတစ်မျိုးပဲဖြစ်ပါတယ်တနေ့တာအနည်းချုပ်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်